မင်္ဂလာပါမိုးနဲ့မြေသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့စားဖွင့်ပြီး3နှစ်အကြာမှာပိတ်သိမ်းရတော့မယ်ကမ္ဘာအလှဆုံးစာအုပ်ဆိုင်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်တရုတ်နိုင်ငံကကမ္ဘာအလှဆုံးစာအုပ်ဆိုင်အဖြစ်မကြာခဏခေါ်ဝေါ်လေးရှိတဲ့စာအုပ်ဆိုင်ဟာစာဖွင့်ပြီး3နှစ်အကြာအောက်တိုဘာ10ရက်နေ့မှာပိတ်သိမ်းသွားတော့မှာပဲဖြစ်ပါတယ်။စာအုပ်ဆိုင်ရဲ့ဖိတုကဒီဇိုင်းတွေနဲ့စာအုပ်ပေါင်း3300လို့နဲ့နာမည်ကြီးတဲ့စုထီယာစာအုပ်ဆိုင်ကို2021ခုနှစ်မတ်လ29ရက်နေ့ကတရုတ်နိုင်ငံ CM မြို့မှာဖွင့်လှစ်ခဲ့တာပါ။ဒီစာအုပ်ဆိုင်ကို IKUG INC ပိတုကဒီဇိုင်းကုမ္ပဏီရဲ့တိုမူခိုအခိခိုင်ကဒီဇိုင်းထုတ်ထားတဲ့ဒီနှစ်ထပ်အဆောက်အဦကစတူဒန်မီတာ4500ကျယ်ဝန်းကအရစ်ခွေပုံစံရှောက်လန်းအပြင်မျက်နှာချက်အထိရောက်တဲ့10မီတာမြင့်တဲ့အဆောက်အဦစင်တွေပါရှိပါတယ်။ဂျပန်ပိုင်းစီးပွားရေးလုပ်ငန်းဟာတရုတ်နိုင်ငံရှိဘေဂျင်းဟန်ဂျိုတီယန်ချင်းနဲ့ချန်တူလိုမြို့ကြီးတွေမှာဆိုင်ခွဲတွေနဲ့အတူရှိနေတော့မှာပဲ။ရှိအမျိုးကစိုင်ပိတ်သိမ့်မယ်ဆိုတဲ့တဲ့ရင်ကတော့အအားတင်စရာဖြစ်ခဲ့တယ်လို့စုထရ bookstore ကဝန်ထမ်းတယောက်ကပြောပါတယ်။နှစ်ရှည်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ဒီလုပ်ငန်းကကောင်းကောင်းလုပ်နိုင်မယ်လို့ကျွန်တော်တို့ထင်ကြတာလို့သူကဆိုပါတယ်။ဝန်ထမ်းတွေကဝန်ထမ်းနေပေမဲ့စာဖတ်ပရိသတ်တွေကိုနှစ်သိမ့်ဖို့ဝန်မနေပါနဲ့စာဆက်ဖတ်ပါဆိုတဲ့စာသားတွေနဲ့စိုင်းပုတ်တွေကိုရိုက်နှိပ်ထားပါတယ်။စာအုပ်ဆိုင်ပိတ်သိမ့်မဲ့တဲ့ရင်ကိုကြားပြီးကြတဲ့ကစာဖက်ပရိသတ်တွေကမပိတ်သိမ့်ခင်နှုတ်ဆက်ဖို့စာအုပ်ဆိုင်ကိုလာနေကြပါတယ်။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာတော့မွန်နယ်မင်းသတင်းဆောင်ရဲ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့သူ့တိုင်းမွန်ပါ။